နော်ဒါကြောင့်မို့တော်လန်ရေးဘာကြောင့်ကြံ့ကြာနေတာလဲအဲလူကြီးဆောက်တော့မကြလို့ဘာမညာအဲလူကြီးကိုပဲတစ်ချိန်လုံးဖောင်းထုနေတာအခုအဖြေပေါ်ကုန်ပြီလေဘယ်သူကဆောက်တော့မကြတာလဲဘယ်သူကမပူပေါင်းတာလဲအခုနေမြေစိုးမိုးမှုလည်းမရှိပဲနဲ့ကော်သူလေနိုင်ငံထူထောင်လေဆိုတော့ကျမတို့ကိုမျိုးကိုရွာကိုရက်ဒေသကိုပြန်တော့မှ passport လောက်ရမယ်ကိပဲကရင်ပြည်နယ်ပြန်ကို passport လောက်ရမယ်ကိပဲနော်အခုကြည့်လိုက် BGN နဲ့ KNA တော့မှနှစ်ဖွဲ့ကွဲသွားတယ်ဒါပေမဲ့မြို့ပြင်နဲ့မြို့အထဲနဲ့မြို့ပြင်မှာတောင်နေရယူပြီးတော့အခုဂိတ်ကြီးတွေတောင်းစားနေကြတယ်အေးညားလိုက်တဲ့လက်နဲ့ကင်နေကဲအမျိုးချစ်တွေဟာငါကရင်ကိုမငါမကဲရင်ငါမကူရင်ဘယ်သူကူညီမှလဲဆိုတဲ့အမျိုးချစ်တွေအခုမင်းတို့ဘာတတ်နိုင်သေးလဲဘာပြောနိုင်သေးလဲအခုပြည်သူလူထုတွေကြီးလန့်စာစားနေရတယ်အာဝါတွေလောင်းကစားတွေကျင်းပတဲ့ညတိုင်းပဲသခိုးကြဘိုးဓမြတွေပေါ်သလားမမင်းနဲ့လက်နဲ့ကင်များပြီးတော့ဘယ်ခွေးသတောင်းစားကမှအဲ့ဒီသခိုးကြဘိုးကိုမဖမ်းရဲဘူးမတိုက်ရဲဘူးမဖြတ်ရဲဘူးဒါတော့မှမင်းတို့ကအမျိုးချစ်ကောင်းနေတော့ပဲမင်းတို့အမျိုးချစ်ကောင်းနေလို့အခုမင်းတို့အမျိုးတွေကမင်းတို့လက်ဘင်းကိုတက်နေပြီကျမတို့ငါးနှစ်လုံးအာပေါက်အောင်အော်လာတယ်ဝန်ခံနေတော်လန်ရဲ့အစပိုင်းတစ်နှစ်လောက်မှာကျမတို့လည်းလူမျိုးဆွဲခဲ့တယ်ကရင်မကရင်ဒါပေမဲ့ကျမတို့သိလာရတယ်တဖြည်းဖြည်းနဲ့သိလာရတော့နော်ကရင်ကလှုပ်ရှားတိုက်ပွဲဘာပဲလှုပ်ရှားတိုက်ပွဲတစ်ခုမှမအောင်မြင်ဘူးကျိုးမှာပဲသွားနေချင်တော့တယ်ဖြစ်နိုင်ဟုတ်ပါအခုကိုနိုင်ငံကိုပြန်တော့မှ passport လောက်ရမယ်ကြိပဲမဆက်ဘူးလားမင်းတို့ထမင်းစားသလားမြက်စားသလားအခုကြည့် DKBA နဲ့ BGA တော့မတည့်ကြဘူး DKBA အားကောင်းတယ်နော် BGA ကမင်းအောင်လိုင်ရဲ့နော်ပြောမှဆို BGA လည်းမအောင်လိုင်ခွေးစီတယ် DKBA လည်းမအောင်လိုင်ခွေးစီတယ်ဒါပေမဲ့အခုဖြစ်သွားတဲ့ကိစ္စမှာအဲ့ဒီရွာမှာနော်အာဝါတွေလောင်းကစားလုပ်တယ်လူငယ်တွေပြက်စီတယ်လောင်းကစားနော်အကျွေးတွေတင်တော့အဲ့ဒီအကျွေးကိုမဆာရကောင်းလားဆိုပြီးတော့လူငယ်ကသူတို့ကိုပြောတယ်ပြန်စပ်ပါမယ်ဆိုပြီးတော့အဲ့ဒါကိုလူငယ်ကိုရဲဆက်သပ်လိုက်တယ်အဲ့ဒီသူတို့သပ်လိုက်တဲ့လူငယ်က BGF ရဲ့တူတရားလို့သိရတယ်ဒါဆိုရင်ကရင်အချင်းချင်းမတိုက်ဘူးဆိုတာဘယ်နားမှာသွားထားသလဲမင်းတို့ပြောတော့ကရင်အချင်းချင်းမတိုက်ဘူးဆိုလက်နဲ့ရှိရင်အာနာရှိရင်ပါဝါရှိရင်အာနာယူရင်ကရင်အချင်းချင်းမပြောနဲ့နော်သူ့မရကိုမရတော့မှသူတို့တဲ့ချမယ်ကိပဲဒါပေမဲ့ပြည်သူလူထုကိုလက်စားတယ်ပြည်သူလူထုကိုခုတောက်လုပ်တယ်အခုကန်ထရိုက်လည်းပြောက်သွားတယ်ကန်ထရိုက်လည်းသူတို့ဖမ်းသွားတယ်ဘယ်သူဖမ်းလို့ဖမ်းသွားလဲမသိဘူးဒါပဲလေမင်းတို့လိုချင်တာငါအမျိုးမနော်ကရင်ပြည်နယ်ကိုကရင်ပဲအုပ်ချုပ်ရမယ်ဆိုတဲ့မျိုးမစစ်တွေဘယ်ရောက်ကုန်ပြီလဲအခုမင်းတို့ကရင်ပြည်နယ်ကိုကရင်အုပ်ချုပ်ကောင်းလို့လေအခုကရင်လက်နဲ့ကင်တွေကမင်းတို့လေဘင်းကိုတက်နေပြီတက်ညစ်နေပြီသူများပြည်နယ်ကိုကြည့်လိုက်အားရစရာကြီးအခုစစ်တွေနော်ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေနတ်ရေကန်ညောင်ကျိုးတို့မှာအေကထိုးစစ်အစိမ်မြင့်နေပြီဘယ်မှာလဲကရင်ဖိုက်တာတွေကိုလေပေါ်လောကြီးတွေမြို့သိမ်းမယ်ရွာသိမ်းမယ်စခန်းသိမ်းမယ်သူတို့မိမဟာတွေမှာပဲတင့်နေတယ်ပြည်သူအလူငွေတွေကိုကြတော့အလွဲသုံးစားလုပ်တော့သူတို့ကိုကြိုးအကောင်ဖြစ်သွားတယ်အသိနာတွေကရင်ပြည်နယ်မှာပွဲပြက်တယ်ဆိုတာမရှိဘူးစက်တိုက်ပဲတနစ်ပတ်လောက်ပွဲဖြစ်တယ်ပြည်သူတို့အဲ့ဒီပွဲကိုလေအဲ့ဒီအောင်ကလောကိုနော်အဲ့ဒီအောင်ကလောကိုပွဲခင်းတာချစ်သူသမီးကိုယ်တိုင်ပွဲခင်းတာဒုက္ခလည်းသူကနေရတကမှာသူတို့အကုတ်ပါတယ်သူတို့မပါရင်ပွဲမစီဘူး
ဒိုးမှလည်းတော်ဘောလုံးမှလည်းတော်ဒီအောင်ကလေးဝိုင်းမှလည်းတော်အကုတ်တော်တယ်ပတ်စံလေးနော်အောင်ကလေးဝိုင်းမှာသူတို့ထိုင်ပြီးတော့သူတို့လှုပ်တော့ဝိုးပတ်စံလေးသူတို့ဒီတိုင်းပဲဥစားလေးတပြက်စီတသူတို့လဲပြီးတော့ပြမယ်ခဏလေးဒီဘက်အကောင့်နဲ့ကြည့်လို့ရပါမလားမသိဒီဘက်မှာ sorry ဒီဘက်မှာစားလို့တွေ့တော့စားလို့မတွေ့တော့နော်နိုင်ထားပါတော့အဲ့ဒါကြောင့်မို့ကရင်ပြည်နယ်ကဘိုးတစ်ထောင်ပြည်နယ်ဘိုးတစ်ထောင်နိုင်ငံအခုနော်အဲ့ဒီဘာလဲဘာရပြောင်းမဟုတ်ပြောင်းတော့နော်အဲ့ဒီ line ပွဲပြောင်းတော့လေကိုလေးဘာမှလုပ်လို့ခလမ်းပြီပြုတ်ချောင်းလာနော်အဲ့ဒီဘက်မှာ BGF အဲ့ဒီဘက်မှာ gate ထောင်တယ်သူတချို့ကပြောတယ် BGF အချင်းကွဲသွားပြီး KNA တဝက်ပြောင်းတယ် BGF ကိုတဝက်ပြောင်းတယ်အဲ့လိုပြောကြတယ်အမှန်မှမဟုတ်ဘူးနော်သူတို့ပလိရယ်နဲ့သူတို့ view ဟာလုပ်နေတာအမှန်မှသူတို့တွေကတူပဲသူတို့ဘယ်လိုပဲပြောင်းသူတို့ရဲ့မူသူတို့ရဲ့ view ဟာသူတို့ရဲ့လောက်ရတွေကမပြောင်းဘူးခွေးကခွေးပဲခွေးပြီးကောက်ကြည့်တော့စို့နော်ခွေးကခွေးပဲဘယ်တော့မှမပြောင်းလဲဘူးအခုရခိုင်ပြည်စစ်တွေမျိုးအနီးမကွေးတိုင်းနဲ့ရေကန်ပြူဟာကုန်းနဲ့ဘကိုးတိုင်းညောင်ကျိုးတို့မှာအာရခန်တက်တော်အေကထိုးစစ်အစိမ်မြင့်တင်နေပြီးစစ်ကောင်စီဘက်ကအကြအဆုံးများနေကြောင်းသိရတယ်ရခိုင်အေတောင်မှရခိုင်စစ်တွေမျိုးကိုသိမ်းတော့မယ်ရခိုင်တပီနယ်လုံး90ရာခိုင်နှုန်းလောက်ရခိုင်သိမ်းနေပြီရခိုင်နိုင်ငံတော်တီထောင်မယ်ဆိုပြီးတော့မပြောဘူးနော်အခုနေမြေစိုးမှုလုံးဝမရှိဘူးတိုက်လဲမတိုက်ဘာမှလည်းမလုပ်ဘဲနဲ့ကော်သူလေနိုင်ငံထူထောင်တယ်ဆိုတဲ့နေတာမြရှက်ဖို့ကောင်းတယ်ကော်သူKNU မိခင်ကလည်းသူတို့နဲ့မဆိုင်ဘူးဘာညာသူအဲ့လိုသာပြောတာ KNU သားလေ KNU သားပြည်သူအတွက်လူထုအတွက်နော်လုံးမယ်ဆိုရင်အဖွဲ့တွေဒီလောက်ထိကွဲအများပြားကွဲစရာမလိုဘူးမကွဲဘူးအခုအဖွဲ့တွေကွဲအခွဲပြဖြစ်နေတာ KNU စောက်ဖုံးမကြလို့ KNU ကအဓိကသမိုင်းတရခံအဲ့လိုပြောလို့စရင် KNU နော် KNU တချို့အစုံရောက်တွေကကျမတို့ကိုပြောတယ်ကျမနော် BGL လာ DK ကရင်လက်နက်ကအကလုံးကိုကျမပြောတယ်ကျမဘသူကိုမှไม่ဝင်ပြောမှဆိုရင်ဘသူကိုမှမချမ်းဘူးအကောက်ပြောတယ်ဘာဖြစ်လို့အကောက်လုံးသူတို့စောက်ဖုံးမှမကြတာအကောင်လုံးကျွန်မပြောတယ်ဒါပေမဲ့အဓိကမိခင် KNU ပဲသူမိခင်တရားလောက်နေပြီးတော့သားသမီးတို့ကိုစီရောက်ရမှာဆွစပူပေါင်းရမှာနော်စီရောက်ရမှာသူမလုပ်ဘူးသူပဲလုပ်မလဲသူကိုတိုင်ကကျေးစားဖြစ်နေတာတယောက်ရဲ့ကြုံဖြစ်နေတာဘယ်လောက်ထိအသေးနာဖို့ကောင်းတယ်လဲလက်နဲ့ရှိလို့ရှိရင်နော်ဘသူကိုမဆိုသူတို့ရဆက်သားလို့ရတဲ့ဥပဒေမရှိဘူးအခုကြည့်ကရင်ပြည်နယ်မှာလူငယ်လူရွယ်လေးတွေဒါကြောင့်မို့လူငယ်လူရွယ်လေးတွေမရှိဘူးရှိတဲ့လူကလည်းမြင်းစေးအဝါဒဲလောင်းကစားသမားတွေကြီးပဲထိုင်းနိုင်ငံကိုအကုန်တက်လာကြတယ်ဗမာပြည်မှာနေဒီလောက်ပြက်စီယိုရွေးနေတာဘယ်နဲ့ဖေဘယ်နဲ့ပေါ်တာဆွဲလို့နော်ဘယ်သင်းချိုင်းကုန်းကိုရောက်မလဲမသိဘူးအခုသူတို့အာနာယူတာကိုကြည့်လိုက်လေသူများတွေဒီလောက်တိုက်နေတာမတိုက်ဘဲနဲ့ကရင်နိုင်ငံထူထောင်လိုက်တယ်အမလေးနေဒါမြကတော့နမူနာအနေနဲ့ခွဲထွက်နိုင်ငံဆိုပြီးတော့ကျမပြောမယ်နော်မင်းတို့ဆိုဘီရဲ့ကိုတူလို့မရဘူး
ဆိုဗီယက်နိုင်ငံဘာကြောင့်ကွဲသွားသလဲဆိုဗီယက်ကသူ့နိုင်ငံနဲ့သူသွားနေတာနော်အရင်ကတည်းကသူကသူ့နိုင်ငံနဲ့သူတို့ကွဲသွားလဲငကိုတက်ကသူတို့နိုင်ငံဖြစ်နေတာကျွန်တော်မြန်မာနိုင်ငံကဘယ်ဒုက္ခမှနော်ဘယ်ဒုက္ခမှနိုင်ငံတကာအသိအမှတ်ပြုတ်ပြီးတော့ကရင်နိုင်ငံမော်နိုင်ငံရခိုင်နိုင်ငံချင်းနိုင်ငံကယားနိုင်ငံဘာနိုင်ငံရနိုင်ငံဆိုပြီးတော့နိုင်ငံတကာအသိအမှတ်ပြုထားတာမရှိဘူးမုံကလည်းမုံယူတဖိုက်ရှိတယ်ဒီနေ့ကျွန်မတွေ့ရတယ်ထိုင်းရမေးတယ်မုံစစ်သားလားတဲ့ဟုတ်တယ်ဒါဆိုမြန်မာနိုင်ငံသားပေါ့တဲ့မြန်မာနိုင်ငံကလားဆိုမဟုတ်ဘူးတဲ့မုံနိုင်ငံကတဲ့အဲ့လိုစောက်ယူတွေများနေလို့မင်းတို့ပထွေးကနော်မင်းတို့ပထွေးတယောက်ကနော်မင်းတို့ကိုလိန်စားညာစားလက်စားမင်းတို့ကိုအနာကျစ်ခလိုနီလောက်လို့ရနေတာနော်လက်နဲ့ကြီးလက်နဲ့ငယ်အဖန်တွေကြားရတာကမင်းချောင်းတံတားဘယ်လဲဒီဘက်ချမ်းဒါပြောမယ်ဆိုရင်နော်သူကရွေးကောက်ပွဲကျင်းပတဲ့ဒီဇင်ဘာလ24ရက်နေ့ညနေကလေးကတို့တော့သူများကရွေးကောက်ပွဲတော့အဖြစ်မခံဘူးကဲဖိုက်တာကြီးဖိုက်တာလေးတွေမြို့သိမ်းမယ်စခန်းသိမ်းမယ်နော်မြို့သိမ်းမယ်စခန်းသိမ်းမယ်ဟိုနေရာသိမ်းမယ်ဒီနေရာသိမ်းမယ်ပြောတဲ့ဖိုက်တာကြီးဖိုက်တာလေးတွေပဲပြောက်ကုန်တာတော့အခုမေလို့မင်းအွန်လိုင်းအယိုးကောက်ပွဲကျင်းပတာတော့မှဘယ်ဖိုက်တာဘယ်လက်နဲ့ကင်သမားကမှမကကွယ်ပေးနိုင်ဘူးရေးတော့မှနော်ကြက်ခိုင်ရေးရုပ်ကိုမီးရှို့နိုင်သေးတယ်ကရင်ပြည်နယ်မှာလက်နဲ့ကင်များပြီးတော့အခုနောက်ထပ်ကရင်နိုင်ငံထူထောင်ပြန်ပြီနော်အဲ့ဒါကြောင့်မို့မင်းတို့ယူရင်လဲထမင်းလို့ဟင်းလို့ယူပါကရင်စိတ်ခါတစ်ခုလုံးကြအောင်မင်းတို့မယူနဲ့ပြောလိုက်လို့ရှိရင်ဟာစောဘဦးသွေးစောဘဦးကွစောဘဦးရဲ့ချီးတတော်လောင်းမမင်းတို့နော်မင်းတို့ဟိုဘာလဲလိုက်မမီဘူးရခိုင်မှာအေကမြို့နယ်14ခုကိုသိမ်းပိုက်ထိချုပ်ထားပြီးစစ်ကောင်စီကစစ်တွေကြောက်ဖြူနဲ့မန်အောင်အဲ့ဒီ3မျိုးကိုသာထိချုပ်ထားနိုင်တယ်အခုစစ်တွေကိုစော်နေပြီစစ်တွေရပြီးရင်2မျိုးပဲကျွန်တော်哋စစ်တွေကနော်ရခိုင်ပြည်နယ်ရဲ့မြို့တော်အဲ့ဒီစစ်တွေကိုရပြီးပြီဆိုရင်ကြံတဲ့မြို့တွေကလွယ်သွားပြီအထူးသဖြင့်တရုတ်အကျိုးစီးပွားရှိတဲ့နော်အဲ့ဒီမြို့2မျိုးကရခိုင်ကိုအောက်ကျရတော့မယ်နာကိုကရင်ကအာနာယူသက်ဖက်ပဲအေးမင်းတို့ကိုရဲ့နော်သေသွားတဲ့ကိုရဲ့ဆရာသမားကိုရဲ့မိဘကိုရဲ့ဟိုဘလတော်လန်ရေးခေါင်းဆောင်ကြီးတွေကိုတစ်စက်မှအားမနာဘူးနော်ရခိုင်14မျိုးသိမ်းနိုင်တယ်ရခိုင်ပြည်နယ်ရဲ့60-90ရာခိုင်နှုန်းသိမ်းနိုင်တယ်ရခိုင်နိုင်ငံတိထောင်မယ်လို့လဲသူများမအော်ဘူးကော်သူလေစစ်လက်မတိုက်ဘူးပြည်သူအလူငွေတွေကိုအလွဲသုံးစားလုပ်လာတာကော်သူလေနိုင်ငံတိထောင်တာရှက်ဖို့ကောင်းလေဘာဥပဒေမှလည်းမရှိဟုတ်ကရင်ပြည်နယ်ရဲ့နော်ကရင်ပြည်နယ်မှာရှိတဲ့ပြည်သူလူထုတွေအကောင်ကြောက်နေရတယ်လက်နဲ့ကင်တဲ့လူအကောင်ကြောက်နေရတယ်ဒီ KBA PC တော့ထားလိုက်ပါတော့ဒီအဖွဲ့အစည်းတွေကြီးပဲတောက်တာမဟုတ်ဘူးနော်သူတို့ရဲ့မွေးစားသားတဲ့အယူအမှုတွေဗလဲအယူတွေအမှုတွေအကြောင်းတွေအဲ့ဒီလိုကိုသူတို့ခိုင်းလို့ပြီးတော့အဲ့ဒီလူတွေကလည်းမူယူပြီးတော့နော်အဲ့ဒီအဖွဲ့အစည်းတွေနောက်လိုက်ပြီးတော့ကဖာရဖာခိုင်းတာအကုန်လုံးသတ်ဆိုလဲသူတို့သတ်လိုက်တာပဲအဲ့ဒီလူတွေရဲ့ရန်ကိုလည်းကြောက်ရတယ်